လောက်တာကြာပြီလား ကြာပြီ3နှစ်ရှိပြီ 3နှစ်တောင်ရှိပြီ ဟုတ် 3နှစ်လေ ဩတော်တော်ကြာပြီပဲ ဟုတ် နာမည်ဘယ်လိုခေါ်လဲ နန်းကလေးရပါ နန်းကလေးอ่ะ ဟုတ် နန်းကလေးอ่ะ နန်းပါရှမ်းပါလေးပေါ့ ဟုတ်ဘူးစမ်းချောင်းသူ စမ်းကြောင်း အေးလုံးမဟုတ်နန်းကလေးနန်းပါမှာတော့เนาะတောင်ကြီးချမ်းလို့เนาะကျွန်တော်မြောက်ပိုင်းချမ်းလို့မူဆယ်နန်းခမ်းချမ်းလို့ဖြစ်ရမှာเนาะဘယ်လိုဖြစ်လို့စမ်းချောင်းသူเนาะဒါဖုံးကွယ်ထားတာလည်းဖြစ်မယ်เนาะအဲ့လိုမျိုး 我那个张队的看别人的心动了。 ဟာဘာလုပ်တာတော့တောင်းမှန်မလို့လားမလုပ်ပါနဲ့ဟာငုတ်အမလေးဒီဘက်လည်းထွက်ကြအေးဒီဘက်လည်းထွက်ကြလာအောင်မယ်နော်အေးဘာဖြစ်တာတော့အေးနော်ဘသူက dream ထိုးတတ်ဘူးပြောလည်းမသိနော်ဒါမျိုးကတော့ငါထိုးတတ်တယ်ဆိုပြီးထိုးပြတယ်ဖုံးနဲ့လုံပြီးဒီဘက်လဲကြလာအောင်မယ်နော်ဒုက္ခပဲဒီဘက်ကဖမ်းတတာမဟုတ်